ဒီလူတစ်ယောက်ကမီနီဂန်ကိုအသုံးပြုပြီးကြွက်သေးသေးလေးတစ်ကောင်ကိုအမဲလိုက်နေပါတယ်။သူကထောင်ချောက်တစ်ခုကိုချထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမဲလိုက်သမားတစ်ယောက်ထပ်ပေါ်လာပြီးသူလည်းထောင်ချောက်တစ်ခုထပ်ချလိုက်ပါတယ်။ကြွက်ပထမအမဲလိုက်သမားကဒီအခြေအနေကိုမြင်လိုက်ပြီးမြေကြီးအောက်ကနေကာရောကြီးတစ်ချောင်းကိုဆွဲထုတ်လိုက်ပါတယ်။အဲ့ဒီကြောင့်ကြွက်ကပိုပြီးစိတ်လှုပ်ရှားလာပါတယ်။ဒါပေမဲ့အရှုံးမခံခြင်းနဲ့ဒုတိယအမဲလိုက်သမားကသူ့အိတ်ထဲကကာရောအများကြီးကိုလွှတ်ချလိုက်ပါတယ်။ကော်ဝိုင်းကလည်းသူ့ကားကိုမောင်းလာပြီးကာရောတွေကိုမြေပြင်ပေါ်အများကြီးလှန်ချလိုက်ပါတယ်။စိတ်ညစ်သွားတဲ့နှာခေါင်းထူကြီးရှိတဲ့အမဲလိုက်သမားကကော်ဝိုင်းကိုကာရောတစ်ချောင်းပစ်လိုက်ပါတယ်။ဒါပေမဲ့ကော်ဝိုင်းကဖမ်းယူပြီးသူ့နှာခေါင်းထဲကိုပြန်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်သူကပြန်ထပြီးကာရော့ကပလီကိုတက်ဆင်လိုက်တဲ့အတွက်ကော်ဝိုင်းလည်းကာရော့မီနီဂန်ကိုထုတ်လာရပါတယ်။သူတို့နှစ်ယောက်အချင်းချင်းကာရော့တွေကိုပစ်ခတ်ကြပါပြီ။အဲ့ဒီအချိန်မှာကြွက်ကသူတို့နောက်ဘက်ကကာရော့ကြီးကိုပျော်ရွှင်စွာကြည့်နေပါတယ်။ရုတ်တရက်တော့ဤကဲငှက်တစ်ကောင်ဆင်းလာပြီးကြွက်ကိုဖမ်းဆားသွားပါတယ်